အားလုံးပဲမင်္ဂလာပါ DIY အောင်ခန့်ဆို channel နဲ့ကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အောင်ခန့်ဆိုပါအဲ့တော့ဒီကနေ့ကျွန်တော်ဒီ channel လေးမှာခဏလုပ်ပြမယ့်အရာလေးကတော့1990 1980ဝန်းကျင်လောက်တုန်းကတောင်ကြီးမြို့မှာအသုံးပြုခဲ့တဲ့မြေအိမ်အဟောင်းလေးတစ်လုံးကိုကျွန်တော်ပြန်ပြီးတော့မှအသက်သွင်းပြမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲကျွန်တော်တို့ဒီဗီဒီယိုလေးကိုဆောင်အောင်ကြည့်လိုက်ကြအောင်ပါ let's go အရင်ဆုံးမြေအိမ်ရဲ့အပြင်ပိုင်းအညစ်အကြေးတွေအရင်ဆုံးကျွန်တော် brush နဲ့လိုက်ပြီးတော့မှတန့်ရှင်းလုပ်ပါမယ်တော်လိုက်တဲ့အဟောင်းပဲအရင်ဆုံးသုံးပြီးတော့မှတန့်ရှင်းလုပ်ထားပါတယ်ဒါလေးကတော့ပထမပိုင်းပေါ့နော်ဒီမြင်းရင်ကြည့်ရတာအထဲထဲမှာသူတို့ဒီနှစ်ရှည်ကာလကြာများစွာဖျောင်းနိုင်ထွန်းပြီးတော့မှသုံးခဲ့တဲ့ပုံပါပဲအောက်မှာတော့ဒီဖျောင်းကျိုးတွေလည်းကတ်နေရတွေ့ရတယ်ပေါ့နော်ဒီဖုံတွေဖျောင်းကျိုးတွေရှင်းပြီးပြီဆိုရင်တော့ဒီတန်တွေကိုကျွန်တော်ကြီးလိုက်ချွတ်မှာဖြစ်ပါတယ်ဒါကတော့ထုံးစံတိုင်းကျွန်တော်သုံးနေကြ glider ရဲ့ဒီကော်ဘက်စားတဲ့အဝိုင်းဘက်ရဲ့ဒီနှစ်ခုလိုပါမယ်ဒီနေရာမှာကျွန်တော်တကယ်တမ်းသုံးခဲ့တင်တာကတော့ဒီတန် brush အသေးလေးဆိုရင်လည်းပို့ပြီးတော့မှအဆင်ပြေရပါတော့။ဘာလို့ glider ကြောနည်းနည်းကြီးနေပြီးတော့မှတရဝါနဲ့လက်နဲ့မမြတဲ့ပုံစံမျိုးဖြစ်နေရပါတော့။ဒါဘာကြောင့်မလို့ cover နဲ့လိုက်စားရတယ်လဲဆိုတော့ဒီအောင်ကျွန်တော်ဆေးပြန်သုံးချင်တာပေါ့နော်။ဘာလို့အရင်လဲဟောင်းနေပြီးတန်နေမှာလည်းအခက်မတင်ပါနေတာတွေဆွေးနေရမျိုးတွေတန်ကြီးတက်နေရမျိုးတွေရှိနေလို့ကျွန်တော်အရင်ဆုံးတန်ကြီးတွေအရင်ဆုံးချွတ်နေကျွန်တော်ပါလိုက်တာပါ။ဒါဆိုတော့ပထမတစ်ပိုင်းလေးပြီးတော့ပါပြီ။ cover စားတဲ့ပိုင်းမှာဒုတိယပိုင်းမှာတော့အဲ့တန်ထဲတွေကိုစီးလိုက်တော့ဖို့အတွက်အရင်ဆုံးကျွန်တော်စက်ကူတိတ်နဲ့ကပ်ပါတယ်။ဘာလို့စက်ကူတိတ်ကအရင်နဲ့တိတ်မမြဲသလိုပြီးတော့ဒီကျွန်တော်တို့ဆေးတွေပိုင်းပေးရတယ်ဆိုလို့ရှိရင်လည်းစက်ကူတိတ်မှာပဲတော့ပေးနေမှာပါနော်။ကျန်တဲ့မှန်တွေကိုမပေးနေတော့ဘဲနဲ့အသက်အရှင်သက်ရက်လေးဖြစ်နေမှာပါ။စုပ်တန်အဆင်မပြေတာနဲ့တောလိုက်တန်တွေပဲပြန်သုံးပြီးဆေးပြန်သုံးလိုက်ပါတယ်။ဒါလေးကတော့ဒုတိယတစ်ပိုင်းပါ။ဒီရဲ့ဆေးတုပ်ပြီးပြီဆိုလို့ရှိရင်တော့ခဏနေကြလို့ရှိရင်ကျွန်တော်အချောက်ပြန်ခံပါမယ်။ဆေးလေး6သွားပြီဆိုတော့ဒီကြောင်ကိုတညလောက်တက်ပြီးအချောက်ခံလိုက်ပါမယ်။ဆေး6သွားပြီဆိုရင်တော့ဒီရဲ့စက်ကူတိတ်လေးကျွန်တော်ပြန်လိုက်ခွာပါမယ်။ဒါဆိုရင်တော့ပုံစံလေးလေးလှပြီးတော့မှတန်ကြီးလည်းမတက်တော့ပါဘူး။ကဲဒါတော့ဒုတိယတစ်ပိုင်းပြီးပါပြီ။ကဲနောက်ဆုံးဖြစ်တဲ့တတိယတစ်ပိုင်းကိုသွားပါမယ်။မီဒီကောင်းလေးတွေ့ပြီဆိုတော့ဒါဘာလုပ်မယ်ဆိုတာအကျဉ်းဖြစ်တော့ခက်မှန်ပြီးသားဖြစ်လာမှာပါ။ဟုတ်ပါတယ်လူကြီးမင်းတို့စဉ်းစားနေသလိုပါပဲကျွန်တော်အဲ့ထဲကိုပါကျွေးတဲ့မီဒီနဲ့ထည့်ပြီးတော့မှလက်စစ်မီးအိမ်ပြန်လုပ်မှာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ကျွန်တော်မီဒီလေးတက်လိုက်ပါတယ်။ကဲဒါဆိုတော့ပြီးပါပြီ။ပြီးရင်တော့ပလက်ပေါက်လေးထိုးပြီးမီးစမ်းကြည့်ပါမယ်။ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်